နေ့ကဈေးဝယ်သွားရင်းနဲ့မှုေးတယ်ဆိုပြီးတော့သူများကပြောတာကိုခံလိုက်ရတဲ့ရေမွေးဗျာဒီကောင်ဆိုတော့တော်တော်များများလေးတည်ပြီးသားဒါပေမဲ့ကျွန်တော်ကအမှတ်တရတစ်ခုအနေနဲ့ဒီကပြပြချင်းပဲဖြစ်တယ်ဒီနိုင်ကြီးကိုအရင်ထူးပြီးတော့ညှိုးနေစရာမလိုဘူးတော်တော်များများလေးတည်ပြီးသားဒါ Versace Eros EDP ဈေးဝယ်သွားကြတယ်ဆိုင်တဲ့ဆိုင်မှာသူတို့ကတက်2ယောက်လာတာကျွန်တော်ကတက်1ယောက်ထဲသွားတာအဲ့ချိန်မှာသူတို့ကဆိုင်ရှင်နဲ့သူတို့နဲ့ယဉ်နေပြီးသားဗျဆိုင်ရှင်ကိုပြောနေတာသူတို့မွေးနေရပဲတဲ့ဘာဆွတ်ထားရလဲကျွန်တော်ဆွတ်ထားမှသူတို့မသိဘူးပေါ့ဗျာဒီကောင်လေးကိုဆွတ်ပြီးကျွန်တော်သွားတဲ့အချိန်မှာမဟုတ်ဘူးတဲ့ဒီလာတဲ့ညီလေးတယောက်ဆွတ်ထားတာတဲ့အားနေသူတို့ချင်းချင်းကြည့်ပြီးတော့ရည်နေကြပါဗျာဒီကတော့တကယ်ဘေးလူကိုဟိုကိုနဲ့မသိရလူကတောင်မှမှုေးတယ်လို့ပြောခံလိုက်ရတဲ့ရှင်မွေးပေါ့ဗျာဒါလေးကတော့ Versace Eros EDD ဆိုတာရှိရဗျာအဲ့ကောင်ထပ်ပို့ပြီးတော့ smooth ဖြစ်တယ်နောက်ပြီးအနံ့လဲပိုဆွဲတယ်လို့ပြောလို့ရတယ်ဒါတော့ Versace Eros EDP ဒါတော့ပလင်းလိုက်ကြီးဝယ်လို့ရတယ်လို့ဒါမျိုးခွဲရောင်းတဲ့ site တွေလည်းဝယ်လို့ရတယ်30 ml 10 ml 50 ml ထိလည်းခွဲပြီးတော့ဝယ်လို့ရတယ်မန်လေးမျိုးဆိုအရင်ငွေချရပြီးတော့မန်လေးတစ်မျိုးတည်းလွယ်လို့ချက်မျိုးအားလုံးကိုကြိုလို့ရပါတယ်131 60 61မန်လေးကျွန်တော်ရဲ့ဆိုင်မှာအနေနဲ့စိတ်ချိုက်ဆန်းမျိုးမှာဝယ်လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်